ဒေလူရှင်ဘက်ညီကိုတမျှရင်းနှီးလာတဲ့လက်ရဘလူးရဲ့သွေးတောက်ကြီးငကန်သူ့တက်မှုယူသွားတဲ့ကသွေးတောက်ရာသူကိုတိုးမြင့်ခံရပြီပဲလူမြင့်ဝင်းကပြောင်းနေခဲ့တဲ့ငကန်ကအခုမှပြန်ပေါ်လာပြီးဒီတာဝန်ကိုယူပါမယ်လို့ဆိုလာတယ်ဘိုးတွေကငကန်တကူတည်းမသွားရအဆောင်ရှာလူကောင်း30လိုက်ပါရမယ်လို့အမိန့်ထုတ်လိုက်တယ်ဒီလူတွေကိုတောက်စားချင်းမြင်မဲ့ပြုပြီးငကန်ကကန့်ကွက်ပါတယ်တောက်စားလို့အမားကျွလွန်ခဲ့ရင်အားလုံးဆုံးရှုံးမှာဖြစ်တဲ့အတွက်အထူးသတိကြီးစွာရှိနေရမယ်လို့သူယုံကြည်ပါတယ်နောက်တစ်နေ့မှာငကန်ကသူ့ရဲ့တက်မှုရှိနေတဲ့ထောင်ကြီးစီကိုလာခဲ့ပြန်ပါတယ်ဗလာမင်းတင်ပြမှုတဲ့အတိုင်းအုတ်တိုင်းကြီးပေါ်တက်ခဲ့ပြီးတော့မှသမင်းတို့ကိုတော့တကားဝါရှိကိုကျိုးနဲ့ချစေတယ်ပြီးတဲ့ကစောင့်နေကိုလေကားရဲမှာစောင့်နေစီပြီးမှတက်မှုကျုပ်ငကန်မှာတက်မှုအတွက်သမင်းတို့လာပို့တာပါနေကောင်းရဲ့လာတက်မှုနောက်ဆုံးစကားမှာသူ့ရဲ့အတန်ကငိုတန်းဆွတ်တယ်တေးစင်ဒီကအတင်းကပြန်တော့လို့ဒူတောင်းပြတ်သားတဲ့အတန်းကိုဒိုးညင်းစွာနဲ့ချလိုက်ရတယ်တက်မှုစကားမပြနဲ့ပြန်တော့တက်မှုရဲ့အမိန့်ကိုတပိမတိန်လိုက်နာလေးရှိတဲ့ငကန်ကခြာကနေလက်ထွက်သွားတယ်သူ့ရဲ့မျက်လုံးအိမ်ကမျက်ရည်ဖုံးနေတယ်သူ့ရင်ထဲမှာဝမ်းသာဝမ်းနဲ့ခံစားနေရတယ်တက်မှုကပဂရီအတန်နဲ့သူ့ကိုမမိနေခြင်းကိုမမြင်ရပေမဲ့ငကန်ကစိတ်ကြည်နဲ့သွားရပြီအဆောင်စစ်တီတွေကတော့လေကားကတော့လက်စွာဆင်းသွားကြတယ်ငကန်ကနောက်ကိုလက်ကြည့်သွားရင်ကလေကားတဲ့အရောက်မှာအတွင်းကရေတခုဖြတ်သွားတာကိုမြင်လိုက်ရတယ်၆တန်တာနဲ့အမျှဝမ်းသာသွားတယ်ဆွေးစိမ့်နဲ့တူငါ့ကိုကြည့်ပေါ်ရသေးတယ်ဆိုတဲ့အထွေးနဲ့ရက်နေမိပါတယ်နေဝင်ပေါက်ကလင်းမြန်စွာဖြတ်သွားတဲ့အရေးကမိအောက်ကိုပြေးဆင်းသွားတဲ့အတန်တွေနဲ့တူဝေးခွာသွားပါတယ်